بسم الله الرحمن الرحيم တခုပြောပြမယ်လေယာဒူးတခုအဲ့ဒီယာဒူးကိုအလ္လာဟ်တာအာလာလည်းတော်နှစ်သက်တယ်ပြီးတော့လူပြောကအဲ့ဒါကိုယူမယ်ဆိုရင် तू ရကိုရမယ်မလွဲမသွေရရပြီးရင်လည်းအဲ့ဒီယာဒူးကမြဲတယ်လေလူရဲ့စီကနေဘရောမပြန်မထွက်သွားတော့အဲ့ဒီယာဒူးကပါလေခါဒင်ဖြစ်ခြင်းမခဒူးမဟုတ်ခါဒင်ကိုကတခြားလူတွေရဲ့အပြုစုကိုခံမှာမဟုတ်တခြားလူတွေရဲ့လေးစားအားကြမှုကိုခံမှာမဟုတ်ကိုကတခြားလူတွေကိုအကျိုးပြုတခြားလူတွေကိုကိုကခစ်မတ်လုပ်ဒီခါဒင်ဖြစ်ခြင်းဆိုတဲ့ယာဒူးကိုအလ္လာဟ်တာအာလာလည်းတော်နှစ်သက်တယ်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်လည်းတော်နှစ်သက်ခိုင်ရွန်နာစ်မန်ယန်ဖာအွန်နာစ်လူတွေထဲကအကောင်းဆုံးသောလူတွေဟာဘယ်သူတွေလဲလူတွေကိုအကျိုးပြုတဲ့လူတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ဆဟီးဟဒီသ်မှာရှင်းရှင်းလင်းလင်းပြောတာလူတွေထဲကအကောင်းဆုံးသောလူတွေဟာဘယ်သူလဲလူတွေကိုအကျိုးပြုတဲ့လူဒီဟဒီသ်မှာတမန်တော်ကမန်ယန်ဖာအွလ်မွတ်စလီမင်မွတ်စလင်တွေကိုအကျိုးပြုတဲ့လူတွေလို့မပြောတော့ဘူးလူတွေကိုအကျိုးပြုတဲ့လူတွေဟာလူတွေထဲကအကောင်းဆုံးလူဖြစ်ဆိုတော့ကျွန်တော်တို့လူသားအကျိုးပြုလုပ်ငန်းနဲ့ဆောင်ရွက်တဲ့နေရာမှာမွတ်စလင်နဲ့မွတ်စလင်မဟုတ်တဲ့လူနဲ့ကျွန်တော်တို့ခွဲခြားပိုင်ခွင့်အစ္စလာမ်ကမပေးတော့ဘူးတမန်တော်ကမပေးတော့မွတ်စလင်တွေကိုဘယ်လိုခစ်မတ်လုပ်လဲမွတ်စလင်မဟုတ်တဲ့လူတွေကိုလည်းခစ်မတ်လုပ်ဒီမှာတမန်တော်ကမန်ယန်ဖာအွလ်မွတ်စလီမင်လို့မပြောဘူးမန်ယန်ဖာအွန်နာစ်လူတွေထဲကအကောင်းဆုံးလူဟာလူတွေကိုအကျိုးပြုတဲ့လူဆိုပြီးတော့ဒါကျွန်တော်တို့အစ္စလာမ်သာသနာတော်ရဲ့ဂုဏ်ယူစရာလမ်းညွှန်ချက်တစ်ခုဆိုတော့ဒီခါဒင်ဖြစ်ခြင်းကိုအလ္လာဟ်လည်းတော်နှစ်သက်တယ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်လည်းတော်နှစ်သက်တယ်လူသားအကျိုးပြုလုပ်ငန်းနဲ့ဆောင်ရွက်တဲ့လူတွေရဲ့ဘဝတွေထဲမှာရှိနေတဲ့ဒုက္ခတွေကိုကူညီပြီးတော့ဖယ်ရှားပြီးတဲ့ကယ်ဆယ်ရေးလုပ်ငန်းနဲ့ဆောင်ရွက်တယ်ဒါတော်ကြီးကျယ်တယ်လို့ဒေါက်တာအဗ္ဒူလ်ဟိုင်ကပြောတယ်အဲ့ဒီအလုပ်ကိုရွေးချယ်လိုက်အဲ့ဒီယာဒူးကိုယူလိုက်အဲ့ဒီယာဒူးကိုယူတဲ့အခါကျလို့ရှိရင်ရကိုရတယ်ပြီးရင်ရလာပြီးရင်လည်းကိုယ့်ကိုဘယ်သူမှမနာလို့မတုံဘူးမဖြစ်ဘူးတဲ့အဝေးကြီးမဟုတ်ကိုယ်အင်္ဂါလူတွေကိုခစ်မတ်ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့မိဘနှစ်ပါးကိုယ်ပေါင်းဝင်ကျင်ရလူအဲ့လိုမျိုးတစ်ဆင့်ပြီးတစ်ဆင့်သွားတခြားလူတွေကိုခစ်မတ်လုပ်ဖို့ပဲငါဟာမွေးဖွားလာတာဖြစ်တယ်ဆိုတဲ့ခံယူချက်ကျွန်တော်တို့လူတယောက်ချင်းဒီတိုင်းမှာရှိတယ်ဆိုရင်ဒီဒုနီယာကြီးမှာဘာကြကရာမှရှိတော့မှာမဟုတ်ဘယ်သူမှဘယ်ယာဒူးအာနာဘယ်အဆင့်တိုင်းအနောက်ကိုမှလည်းလိုက်တော့မှာမဟုတ်ငါဟာတခြားလူတွေကိုပြုစုဖို့အတွက်တခြားလူတွေကိုကူညီဖို့အတွက်ထောက်မဖို့အတွက်တခြားလူတွေကိုကယ်ဆယ်ဖို့အတွက်တခြားလူတွေကိုအကျိုးပြုဖို့အတွက်မွေးဖွားလာငါ့ကိုဘယ်သူမှခစ်မတ်လုပ်ကြမလို့ဒီလိုမျိုးလူတယောက်ချင်းဒီတိုင်းကခံယူလိုက်ရင်ဒီဒုနီယာမှာဘာကြကရာမှလည်းရှိမှာမဟုတ်အာနာလူပွဲတွေယာဒူးလူပွဲတွေအစင်တန်လူပွဲတွေဘာတစ်ခုမှလည်းရှိတော့မှာမဟုတ်အဲ့ဒါကြောင့်ဒေါက်တာအဗ္ဒူလ်ဟိုင်ကဘာပြောလဲရွေးမယ်ဆိုရင်ဒီယာဒူးကိုရွေးဒီအစင်တန်ကိုရွေးခစ်မတ်လို့တိတ်တိတ်ဆိတ်ဆိတ်ဘ누구ရဲ့လက်ခုပ်ဩဘာပေးမှုကမှလူလားလို့မဟုတ်အစမှကျွန်တော်ယူဖတ်တဲ့ခဲ့တဲ့အာယတ်တော်မှာအလ္လာဟ်တာအာလာကျွန်တော်တို့ကိုတင်ထားပြီဒီခစ်မတ်ခလ်ကလုံးရင်လူသားကျိုးပြုလုပ်ငန်းတွေကိုဆောင်ရွက်တဲ့ခါကျရင်စိတ်နဲ့စိတ်ထားကဘလို့ခဲ့ရအလ္လာဟ်တာအာလာမရှိတော်မူတဲ့အဘရာအလ္လာဟ်ရဲ့ကောင်းမြတ်တဲ့ဘန္တာတွေရဲ့အရေးချင်းကပါလဲသူတို့ဟာလေသူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုသူတို့ဟာမစ္စကင်ဆင်းရဲသားတွေကိုယက်တင်မိဘမဲ့ကလေးတွေကိုအစီးအချင်းသားတွေကိုသူတို့ကျွေးကြတယ်ပေးကြတယ်အဲ့ဒီဥစ္စာပစ္စည်းတွေကိုသူတို့နှစ်သက်ပါလေ